ဒီနေ့ပြောချင်တာက mini stroke TIA အကြောင်းပါညစာစားနေရုတ်တရက်လက်ကထုံကျင်းသွားတယ်ပြီးတော့ကိုင်းထားတဲ့ဇွန်လွတ်ကြသွားတယ်အဲ့ဒီအချိန်မှာမိသားစုဝင်တွေကိုစကားလှမ်းပြောကြည့်ပေမဲ့ပါဇက်ကနေအတန်ထွက်မလာတော့ဘူးဆိုရင်ဘလို့တောင်ထိတ်လန့်စရာကောင်းမလဲဆိုတာမြင်အောင်ကြည့်လို့ရပါတယ်ဒါပေမဲ့9မိနစ်လောက်လဲနေရောဘာမှမဖြစ်ခဲ့တယ်လို့မျိုးပုံမှန်အခြေအနေကိုချက်ချင်းပြန်ရောက်သွားတယ်ဆိုပါစို့အဲ့ဒီခါကျတော့လူတွေကသွေးလေခြောက်ချသွားတာနေမှာပါဆိုပြီးတက်ပြင်းချလိုက်ပြီးတော့လစ်လူရှုလိုက်ကြတာများပါတယ်ကိုဘေးကင်းသွားပြီလုံညုံသွားပြီလို့ထင်မိကြတာပေါ့ဒီနေ့အကြောင်းအရာတက်ကြီးရွယ်အိုတွေမှာအဖြစ်များတဲ့အသေးစားလေဖြတ်ခြင်းပေါ့လေအင်္ဂလိပ်လိုဆိုရင် mini stroke ဒါမှမဟုတ် TIA လို့ခေါ်တဲ့ကိစ္စကိုတေချာကြည့်ရပါမယ်ဒီကနေ့လေ့လာစရာအချက်တွေကိုအမေရိကန်လေဖြတ်ယောဂအသင်းလိုမျိုးယုံကြည်ရတဲ့အဖွဲ့အစည်းတွေစီကရယူထားတာပါဖတ်ကြည့်ရတဲ့လောက်ဆိုရင်အမေရိကန်နိုင်ငံမှာနေတစ်နှစ်ကိုလူပေါင်း2,400,000ကဒီလိုအသေးစားလေဖြတ်ခြင်းကိုခံစားနေရတယ်လို့ဆိုပါတယ်ရှင်ဒီထဲမှာတတိထားစရာအကောင်းဆုံးအချက်ကတော့ဒီလိုအသေးစားလေဖြတ်ခြင်းကြုံတွေ့ရသူ9ယောက်မှာ1ယောက်ဟာနောက်ထပ်ရက်ပေါင်း90အတွင်းမှာအမှန်တကယ်ပြင်းထန်တဲ့လေဖြတ်ခြင်းကိုဆက်ပြီးခံစားရနိုင်ခြင်းရှိတယ်ဆိုတဲ့အချက်ပါပဲတကယ်ကိုတတိထားစရာပါပဲเนาะလေဖြတ်တယ်ဆိုတာကိုအရင်ပြောရရင်အုံနောက်ဆိုတာခန္ဓာကိုယ်မှာအောက်ဆီဂျင်အများဆုံးလိုအပ်တဲ့အစိတ်ပိုင်းတစ်ခုပါသူ့စီကိုသွေးကြောတွေကတဆင့်သွေးတွေကအဆက်မပြတ်စီးဆင်းနေရတာပါလေဖြတ်ခြင်းအမျိုးအစားအဓိက2မျိုးရှိပါတယ်ဘာတွေလဲဆိုတော့ပထမတစ်မျိုးကသွေးခဲပိတ်ဆို့ခြင်းကြောင့်လေဖြတ်ခြင်းပေါ့ဆေးပညာလို ischemic stroke လို့ခေါ်ပါတယ်လေဖြတ်တဲ့လူနာ90%လောက်ကဒီမျိုးအစားဖြစ်ပါတယ်ရှင်သွေးကြောထဲမှာသွေးခဲသို့မဟုတ်အဆီခဲလေးတွေတွားပိတ်ပြီးတော့အုံနောက်စီကိုသွေးနဲ့အောက်ဆီဂျင်မရောက်တော့တာကိုပြောတာပါအများစုကသွေးခဲပိတ်တာပေါ့လေဒုတိယတစ်မျိုးကတော့သွေးကြောပေါက်ခြင်းကြောင့်လေဖြတ်ခြင်းမှာလူနာ10%ကျော်လောက်မှပဲတွေ့ရပါတယ်ဒါကိုတော့အုံနောက်ထဲကသွေးကြောပေါက်ထွက်သွားပြီးသွေးတွေစုပုံလာကအုံနောက်တစ်ရှူးတွေကိုဖိနှိပ်ပစ်တာမျိုးဖြစ်ပါတယ်ရှင်ခုကျမပြောနေတဲ့အသေးစားလေဖြတ်ခြင်းပထမအမျိုးအစားမှာသွေးခဲကသွေးကြောကိုတွားပိတ်လိုက်တာပါပဲဒါဆိုရင်ရိုးရိုးလေဖြတ်တာနဲ့အသေးစားလေဖြတ်တာဘာကွာလဲဆိုတော့ကွာတာကကံကောင်းထောက်မှစွာနဲ့ပဲတွားပိတ်တဲ့သွေးခဲကသူ့လိုပြန်ပြောကျသွားတာဒါမှမဟုတ်နေရာရွေ့သွားတာမျိုးဖြစ်သွားတာပါပဲအသေးစားလေဖြတ်ခြင်းဆိုတာကကားလမ်းပေါ်မှာရင်ကြောပိတ်ဆို့မှုခဏဖြစ်ပြီးချက်ချင်းပြန်ရှင်းသွားတဲ့သဘောမျိုးပေါ့အမှန်တကယ်ပြင်းထန်တဲ့လေဖြတ်တာကတော့တရားကြို့ကြသွားသလိုလမ်းကြောင်းတစ်ခုလုံးအမြဲတမ်းပျက်စီးသွားတဲ့သဘောဖြစ်ပါတယ်ဒါပေမဲ့စဉ်းစားစရာတစ်ခုရှိလာပါတယ်တကယ်လို့ TIA ရဲ့လက္ခဏာတွေကခုနကပြောသလိုမိနစ်ပိုင်းလောက်နဲ့တင်သူ့လိုပျောက်သွားတယ်ရင်ကြောပြန်ရှင်းသွားတယ်ဆိုရင်လူတွေကဒါကိုဘာလို့ဆေးရုံကိုအမြန်သွားဖို့အရေးကြီးတယ်လို့မတွေးမိတာလဲယောဂပျောက်သွားပြီပဲအဆင်ပြေသွားပြီပဲလို့တွေးမိတာလူတစ်ဘာဝပဲမဟုတ်ဘူးလားလူတစ်ဘာဝရနာကျင်မှုဒါမှမဟုတ်လက္ခဏာပျောက်ကင်းသွားရင်အန္တရာယ်ကင်းသွားပြီလို့ခံစားရတာပေါ့ဒါပေမဲ့ဆေးပညာရှိတော့ကကြည့်မယ်ဆိုရင်တော့ရုပ်ပိုင်းဆိုင်ရာလက္ခဏာခဏတာပျောက်သွားတာဟာအန္တရာယ်ကင်းလုံခြုံသွားတာလုံးဝမဟုတ်ပါဘူးရှင်ဘာလို့လဲဆိုတော့ဒီသွေးခဲတေးသေးလေးတွေကယာယီပိတ်ဆို့မှုဖြစ်စေခဲ့တယ်ဆိုတာဟာသူ့နောက်ွယ်မှာပုံမကြီးမားတဲ့သွေးခဲကြီးတစ်ခုကသွေးကြောနံရံမှာကပ်နေနိုင်နေတယ်ဆိုတဲ့သက်သေတစ်ခုပါပဲသွေးကြောလမ်းကြောင်းထဲမှာနောက်ထပ်ပိတ်ဆို့မှုတွေထပ်ဖြစ်လာနိုင်ကြီးအလွန်ကိုမြင်မာပါတယ်အန္တရာယ်ကရှိနေတော့မှာပဲအဲ့ဒါကြောင့်လက္ခဏာပြောက်သွားရင်တော့မှဆေးရုံကိုချက်ချင်းသွားပြီး CT scan ဒါမှမဟုတ် MRI စက်တွေနဲ့အုံနောက်နဲ့လေဘင်းသွေးကြောတွေကိုစစ်ဆေးဖို့အလွန်ကိုအရေးကြီးတာပါအဲ့ဒီလိုစစ်ဆေးတဲ့အခါမှာဆရာဝန်တွေကနောက်ထပ်အန္တရာယ်ကြီးတဲ့အခြေအနေတစ်ခုကိုပါတွေ့နေရတတ်ပါသေးတယ်အဲ့ဒါကတော့အတန်တိတ်လေဖြတ်ခြင်းလို့ခေါ်တဲ့ silent stroke တွေခံစားထားရတဲ့လက္ခဏာတွေပါတယ်အတန်တိတ်လေဖြတ်ခြင်းဆိုတာသိတာထင်ရှားတဲ့လက္ခဏာတစ်ခုမှမပြပဲဖြစ်သွားတာမျိုးပါအုံနောက်ကတကယ်ကိုအန္တရာယ်ဖြစ်နေတဲ့အင်္ဂါတစ်ခုဖြစ်သွားတာပေါ့ရှင်သွေးကြောငယ်လေးတွေပိတ်ဆို့ပြီးအုံနောက်ရဲ့အစိတ်ပိုင်းတေးသေးလေးတွေထိခိုက်သွားတဲ့အခါအခြားကျန်းမာတဲ့အစိတ်ပိုင်းတွေကအဲ့ဒီတာဝန်ကိုချက်ချင်းဝင်ရောက်အစားထိုးယူလိုက်တတ်ပါတယ်ဒါကြောင့်လူကလည်းလေဖြန့်သွားမှန်းကိုမသိပဲပုံမှန်အတိုင်းဆက်ပြီးတော့နေတတ်ပါတယ်ဒါပေမဲ့ MRI ရိုက်ကြည့်လိုက်တဲ့အခါမှာတော့အုံနောက်ထဲမှာအမာရွတ်အသေးစားလေးတွေအများကြီးရှိနေတာကိုမြင်တွေ့ကြပါတယ်ဒါတွေကနောက်ပိုင်းမှာဦးနောက်ဆွမ်းစားရင်တဖြည်းဖြည်းကျဆင်းလာဖို့အတွက်အခြေခံအကြောင်းရင်းတွေဖြစ်လာပါတော့တယ်ဒီတော့လေဖြတ်တာကိုအချိန်မီသိနိုင်ဖို့ဆိုတာကိုယ်ခန္ဓာကိုယ်ကပြသနေတဲ့လက္ခဏာတွေကိုတေချာနားလည်ထားမှပဲရပါလိမ့်မယ်ဒီဘေးလက္ခဏာတွေကြောင့်ပြောတဲ့အခါစာအုပ်ထဲရလို့အချက်လက်တွေကိုကြည့်ရေရွတ်နေမဲ့စာဒီလက္ခဏာတွေကခန္ဓာကိုယ်နဲ့အုံနောက်ကြားချိတ်ဆက်မှုတွေဘလို့ပြတ်တောက်သွားလဲဖြစ်လာရတယ်ဆိုတာကိုအုပ်စုခွဲပြီးကြည့်ကြအောင်လက္ခဏာ၈ရပ်ရှိတယ်လို့ဆိုပါတယ်ပထမဆုံးအနေနဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေပေါ်ဘလို့တက်ရောက်လဲဆိုတာကြည့်ရရင်ထုံကျင်တာတို့မဟုတ်တွဲကျသွားတာမျိုးတွေရုတ်တရက်ဖြစ်လာတတ်ပါတယ်မျက်နာတို့လက်တို့ခြေထောက်တို့မှာအကြောင်းရင်းမရှိပဲရုတ်တရက်အားနည်းသွားတာမျိုးပါ
အထူးသဖြင့်ခန္ဓာကိုယ်ရဲ့တချမ်းထဲမှာဒါဖြစ်လိရှိပါတယ်ပြုံးလိုက်ရင်မျက်နှာတချမ်းရွက်သွားတာမျိုးပေါ့အဲ့ဒါဘာကြောင့်လဲဆိုရင်ခန္ဓာကိုယ်တချမ်းထဲဖြစ်သွားရတယ်ဆိုတာကတော့အုံနောက်ရဲ့တိဆောက်ပုံနဲ့တက်ရောက်ပတ်သက်နေလို့ပါပဲရှင်အုံနောက်ကဘဲဘက်ချမ်းကခန္ဓာကိုယ်ရဲ့ညာဘက်ချမ်းကိုထိန်းချုပ်ထားပြီးတော့ညာဘက်ချမ်းကဘဲဘက်ချမ်းကိုပြန်ပြီးထိန်းချုပ်ပါတယ်ကြက်ချေကပုံစံမျိုးသွားနေတာပါဒါကြောင့်အုံနောက်တစ်ချမ်းမှာရှိတဲ့သွေးကြောလေးတစ်ခုပိတ်သွားပြီးအောက်ဆီဂျင်ပြတ်တောက်သွားရင်ခန္ဓာကိုယ်ရဲ့စန့်ကျင်ဘက်တစ်ချမ်းမှာရှိတဲ့ကြွက်သားလေးတွေအလုတ်လုပ်ဖို့အမိန်ပေးချက်တွေကိုလက်ခံမရရှိတော့ပါဘူးအဲ့ဒီအခါမှာကြွက်သားတွေကအလိုလိုအားပျော့သွားပြီးတွက်ကြလာတာပါရှင်စကားပြောရခက်ခဲသွားတာမျိုးရှာနဲ့နှကန်းကြွက်သားတွေကိုထိန်းချုပ်တဲ့အုံနောက်စိတ်ပိုင်းစီတွေးမရောက်တော့လို့လည်းဖြစ်ပါတယ်ကြွက်သားတွေချို့ရင်းသွားတဲ့အတွက်စကားပြောတဲ့အခါဘလို့မှပီပီသားသားမထွက်နိုင်တော့ပါဘူးတစ်ခါတလေကျရင်အုံနောက်ရဲ့ဘာသာစကားနားလည်မှုအပိုင်းကိုထိခိုက်သွားရင်လူနာကိုယ်တိုင်ဟာစကားလုံးအစ်စ်တွေကိုတီထင်ပြောဆိုလာတတ်တယ်လို့သူများပြောတာလေးကိုလည်းနားမလည်တော့တာမျိုးဖြစ်လာတတ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုအနေနဲ့မျက်စိအမြင်အာရုံချို့ယွင်းသွားတာမျိုးလည်းဖြစ်လာတတ်ပါတယ်လို့တွေ့ရှိရပါတယ်ဥပမာအရာဝတ္ထုတွေလူတွေရဲ့မျက်နှာကိုမမှတ်မိတော့တာမျိုးအမြင်အာရုံရုပ်တရက်ဝေဝါတာမျိုးတွေပါအဲ့ဒီလိုခန္ဓာကိုယ်အပြင်ဘက်လှုပ်ရှားမှုတွေအပြင်လူတစ်ယောက်ရဲ့ခံစားမှုနဲ့အတိအာရုံအပိုင်းနဲ့သက်ဆိုင်တာတွေမှာလည်းဘလို့လက္ခဏာတွေပြတတ်လဲဆိုတော့ဥပမာခေါင်းမူးတာမျိုးပေါ့ခေါင်းမူးတာကလည်းအရေးကြီးတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ရှင်အုံနောက်ရဲ့အနောက်ပိုင်းပေါ့နော်ဆယ်ရီဘယ်လန်လို့ခေါ်တဲ့နေရာကိုတွေးရောက်မှုနည်းသွားတဲ့အခါရုပ်တရက်ခေါင်းမူးတာကောင်းငင်ကြီးခြားခြားလဲနေလို့ခံစားရတာမျိုးကြုံတွေ့ရတတ်ပါတယ်အဲ့ဒီအပိုင်းကခန္ဓာကိုယ်ရဲ့ဟန်ချက်ကိုထိမ့်သိမ့်ပေးထားတဲ့နေရာဖြစ်လို့ပါပဲအကြောင်းရင်းမရှိပဲရုပ်တရက်ဟန်ချက်ပြက်ပြီးရိုင်လဲသွားတာမျိုးဆိုရင်အထူးကိုသတိထားရပါမယ်နောက်ထပ်ပြင်းထန်တဲ့လက္ခဏာတစ်ခုကတော့ရုပ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်းပါပဲဒါကရိုးရိုးခေါင်းကိုက်တာနဲ့မတူဇက်ကြောတက်တာနဲ့လုံးဝမတူပါဘူးနော်ခေါင်းကိုက်တယ်ဆိုတာခေါင်းတစ်ချမ်းကိုက်တဲ့ယောဂမိုက်ဂရိန်းနဲ့ခွဲခြားပါတယ်အဲ့ဒီနဲ့ဘလို့ခွဲခြားမလဲဆိုရင်ခေါင်းတစ်ချမ်းကိုက်တဲ့မိုက်ဂရိန်းကတော့တဖြည်းဖြည်းချင်းအရှိန်ယူပြီးကိုက်လာတာမျိုးပါဒါပေမဲ့လေဖြတ်တာနဲ့ဆက်ဆက်နေတဲ့ခေါင်းကိုက်တာကတော့မိုးကြိုးပြစ်ချလိုက်တယ်လို့ပဲရုပ်ကြီးဆိုတယ်လို့ပြင်းထန်စွာထိုးကိုက်လာတာမျိုးပါပြီးတော့၄နာရီထက်ပိုပြီးခေါင်းကဆက်တိုက်ကိုက်နေတတ်ပါတယ်တကယ်တော့အုံနောက်မှာနာကျင်မှုကိုခံစားနိုင်တဲ့အာရုံကြောတွေမရှိပါဘူးဒါပေမဲ့အုံနောက်ကိုအုပ်ထားတဲ့အမေးပါးတွေနဲ့တွေးကြောတွေမှာတော့ရှိပါတယ်တွေးကြောပေါက်သွားတဲ့အခါဒါမှမဟုတ်ပြင်းထန်စွာဖိအားများသွားတဲ့အခါအဲ့ဒီနာကျင်မှုကိုအလွန်ဆိုးဝါးစွာခံစားရတာပါနောက်ပြီးအုံနောက်စီကိုအောက်ဆီဂျင်ရုပ်တရက်ပြတ်တောက်သွားတဲ့အခါ9မိနစ်အောက်အချိန်တိုအတွင်းရုပ်တရက်ဓတိလေးမြင့်မျောသွားတာမျိုးလည်းဖြစ်တတ်ပါသေးတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေအပြင်သိမြင်နားနယ်မှုဘိုင်းမှာလည်းရုပ်တရက်အာယုံစူးစိုက်နှောင်နှံမရှိတော့တာရှုပ်ထွေးသွားတာမိမိကိုယ်ကိုမမှတ်မိတော့တာဘယ်နေရာရောက်လို့ဘလို့အချိန်လဲဆိုတာမသိတော့တာမျိုးတွေပါဖြစ်လာတတ်ပါတယ်တော်တော်လေးကိုကြောက်စရာကောင်းပါတယ်အချို့တွေဆိုကြောင်ကတန်းမြင်အောင်တာတွေတောင်ဖြစ်လာတတ်ပါတယ်ဒါတွေကအကုန်လုံးအုံနောက်ကနေအချက်ပြနေတာပါပဲဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကခဏပြောက်သွားတဲ့ရှုပ်ထွေးသွားတာတို့ကြောင်ကတန်းမြင်အောင်တာတို့မှတ်ဉာဏ်တွေပျောက်သွားတာတို့ဆိုတာတက်ကြီးရွယ်တွေမှာတာမန်အသက်ကြီးလို့ဖြစ်လာတယ်ဆိုတဲ့တဘာဝမှတ်ဉာဏ်ချို့ယွင်းမှုတငယ်ပြန်ယောဂတွေနဲ့ဆင်တူးနေပါတယ်ဒါဆိုရင်ဘယ်နာမိသားစုတွေအနေနဲ့တာမန်အသက်အရွယ်ကြောင့်ဖြစ်တဲ့အမှတ်တညာမကောင်းခြင်းလားအခုချက်ချင်းအရေးပေါ်ကူညီခံရမယ်အသေးစားလေဖြတ်တာလားဆိုတာဘလို့ခွဲခြားသိနိုင်မလဲဆိုရင်ဒီနှစ်ခုကိုခွဲခြားဖို့အတွက်အဓိကအချက်ကတော့ရုပ်တရက်ဆိုတဲ့စကားလုံးကိုသုံးရမှာပါပဲဒါကိုဘက်ထရီအားကုန်တာနဲ့ပလက်ပေါက်ကနေကျိုးကိုဆွဲဖြုတ်ချလိုက်တာနဲ့ခိုင်းနိုင်လို့ရနိုင်ပါတယ်အသက်အရွယ်ကြောင့်ဖြစ်တဲ့မှတ်ဉာဏ်ချို့ယွင်းဆိုတာကဘက်ထရီအားတစ်ဖြည်းဖြည်းကုန်သွားလိုမျိုးလာနဲ့ချီနှစ်နဲ့ချီပြီးချိန်ယူကဖြည်းဖြည်းချင်းစိုးဝါလာတာမျိုးပါဒါပေမဲ့အသေးစားလေးဖြတ်ခြင်းကြောင့်ဖြစ်တဲ့လက္ခဏာကတော့ပလက်ကျိုးကိုရုပ်တရက်ဆွဲဖြုတ်လိုက်သလိုချက်ချင်းဖြစ်သွားတာမျိုးဖြစ်ပါတယ်လှုပ်လက်စအလုပ်တစ်ခုကိုချက်ချင်းရပ်တန့်သွားစေလောက်အောင်ရုပ်တရက်ချက်ချင်းကြီးဖြစ်လာတာမျိုးပါဥပမာသတင်းစာဖတ်နေရင်ရုပ်တရက်စကားကပြောမထွက်တော့တာလက်ဖက်ရည်တောက်နေရင်ကနေရုပ်တရက်ခွက်ကင်ထားတဲ့လက်ကပြုတ်ကျသွားတာမျိုးဒီလိုရုပ်ကြီးဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုတိုင်းဟာအရေးပေါ်အခြေအနေလို့သတ်မှတ်ရပါမယ်အဲ့ဒီလိုရုပ်တရက်လက္ခဏာတွေပြလာပြီဆိုရင်ထိတ်လန့်ပြီးတော့ခြေမကင်မိလက်မကင်မိဘာလို့မှမသိဖြစ်မနေပဲသက်ကယ်နိုင်မဲ့အရေးပေါ်သုံးမြန်မှု FASD နီလန်းကိုခေါင်းထဲမှာအသင့်ရှိနေဖို့လိုပါတယ် FASD ဆိုတာထပ်ပြီးရှင်းပြပေးပါမယ် National Stroke Association ကအကြံပြုထားတဲ့ဒီ FASD အတူကောက်စလုံးကအလုံးကိုလွယ်ကူထိရောက်ပါတယ်ဒီနီလန်းကိုကြည့်ရတာစာအုပ်တုပ်ထဲမှာမီးဘေးအန်ရဲ့တွေ့ရချိန်မှာလှုပ်ဆောင်ရမယ့်မီးဘေးလေ့ကျင့်ခန်းနဲ့အတော်လေးဆင်တူပါတယ်ရေးပေါ်အခြေအနေရောက်လာတဲ့အခါမှာအဆင့်လိုက်ဘာလို့ရမလဲဆိုတာကိုတွေးနေစရာမလိုပဲချက်ချင်းတန့်လုံနိုင်တာပေါ့ကြိုတင်ပြင်ဆင်ထားတဲ့သဘောပါပထမဦးဆုံး F ဆိုတာ face မျက်နှာပါလူနာကိုပြုံးခိုင်းကြည့်
မျက်နှာတစ်ချမ်းတွဲကြနေလားဒါမှမဟုတ်ရွက်နေသလားဆိုတာကိုစစ်ဆေးရပါမယ်ဒုတိယ A ကတော့ arms လက်မောင်းကိုကြည့်ပါတယ်လက်တစ်ဖက်စလုံးကိုအပေါ်မြောက်ခိုင်းကြည့်ပါလက်တစ်ဖက်ကအောက်ကိုအလိုလိုပြန်ကျသွားလားဒါမှမဟုတ်လုံးဝကိုမမောက်နိုင်ဘူးလားဆိုတာကြည့်ရပါမယ်အရေးကြီးတဲ့အချက်တွေပါပဲတတိယ S ကတော့ speech စကားပြောပါရိုးရှင်းတဲ့စာကြောင်းတစ်ချောင်းကိုလိုက်ပြောခိုင်းကြည့်ပါစကားပြောတာဘလုံးပွထွေးဖြစ်နေလားဆိုတာကိုနားထောင်ရပါမယ်နောက်ဆုံး T ကတော့ time အချိန်မှာအထက်ကပြောရတဲ့လက္ခဏာတစ်ခုခုရှိနေပြီဆိုရင်အရေးပေါ်ဆေးရုံကိုအမြန်သွားဖို့လိုပါတယ်ဒီနေရာမှာအချိန်ကဘာကြောင့်ဒီလောက်တောင်အရေးကြီးရလဲဆိုတော့စေပညာနယ်ပယ်မှာအချိန်ဒီအုံနောက်ဆဲများဖြစ်သည်လို့တောင်ဆိုထားကြပါတယ် time is brain လို့တင်စားကြပါတယ်အချိန်ကအုံနောက်ပဲပေါ့ဆေးကိုအချိန်ကြီးမထိုးနိုင်ရင်အုံနောက်ထိခိုက်ပျက်စီးမှုပိုပြီးများမယ်ဒါကြောင့်မို့ FAST နီလန်းမှာ T အချိန်ဆိုတာအသက်ကယ်ဖို့အတွက်အဆုံးဖြတ်ပေးမဲ့အရေးကြီးဆုံးအချက်ဖြစ်နေတာပါခဏနေတက်တာသွားမလားစောင့်ကြည့်လိုက်ရအောင်ဆိုတဲ့အတွေးမျိုးကိုလုံးဝမတွေးမိဖို့အရေးကြီးပါတယ်တကယ်ကိုအရေးကြီးတဲ့အချက်ပါနော်အခုဆိုရင်အရေးပေါ်အခြေအနေမှာဘလို့တုံ့ပြန်ရမယ်ဆိုတာရှင်းရှင်းလင်းလင်းသိသွားလောက်ပြီလို့ထင်ပါတယ်ဒါပေမဲ့အကောင်းဆုံးကတော့ဒီလိုအခြေအနေမျိုးမရောက်အောင်တွေးကြောထဲမှာတွေးခဲတွေမဖြစ်လာအောင်ကြိုတင်ကာဝယ်ခြင်းပါပဲကာဝယ်ခြင်းကကုသခြင်းထဲပိုကောင်းတယ်ဆိုတော့လေဖြတ်နိုင်ကြီးကိုရှော့ချပေးမယ်နေ့စဉ်နေထိုင်မှုပုံစံ၃ခုအကြောင်းကိုဆက်လက်ဆွေးနွေးပေးပါမယ်ပထမတစ်ချက်ကတော့အာဟာရမျှတအောင်စားသုံးဖို့ပါအစီစိတ်တွေလျှော့စားဖို့ကျန်းမာရေးပညာရှင်တွေကအမြဲပြောလို့ရှိပါတယ်ဒီနေရာမှာဥပမာတစ်ခုနဲ့တွေးကြည့်အောင်ကျမတို့ရဲ့တွေးကြောတွေကိုရေပိုက်တွေနဲ့နှိုင်းယှဉ်လို့ရပါတယ်ရေပိုက်ဟောင်းတစ်ခုကိုရေအားပြင်းပြင်းနဲ့အမြဲဖြည့်ထားမယ်ဆိုရင်ကြားလာတဲ့အခါပိုက်ရဲ့အားနေတဲ့နေရာဖောင်းလာပြီးပေါက်ထွက်သွားနိုင်ပါတယ်စားနဲ့အစီတွေအများကြီးစားပြီးတွေးပေါင်ခြင်းကိုအမြဲမြင့်တက်စေမယ်ဆိုရင်တွေးကြောနိုင်ရန်တွေကိုရေအားပြင်းပြင်းနဲ့ဖြည့်ထားသလိုမျိုးနေ့စဉ်နဲ့မျှဖိအားတွေခံနေရမှာပါဒီဖိအားတွေကြောင့်တွေးကြောတွေကတင်းမာလာပြီးတစ်နေ့မှာပေါက်ထွက်သွားတာကိုဖြစ်စေနိုင်ပါတယ်အာဟာရမျှတအောင်စားတာကရေဖိအားကိုပုံမှန်ဖြစ်အောင်ရှော့ချပေးတယ်လို့မျိုးပါပဲတွေးဖိအားကိုပုံမှန်ထိမ့်ပေးတာပဲပေါ့နော်ဒုတိယအချက်ကတော့ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကတွေးလည်ပတ်မှုအတွက်အလွန်အရေးပါပါတယ်အထိုင်များတဲ့နေထိုင်မှုပုံစံကဘာလို့အန္တရာယ်များတာလဲဆိုတာနည်းနည်းလေးရှင်းပြခြင်းပါတယ်အထိုင်များတာကတော်တော်ဆိုးပါတယ်နော်ကျမတို့ရဲ့ခြေသလုံးကြွက်သားတွေကခန္ဓာကိုယ်ရဲ့ဒုတိယနှလုံးအလုပ်ကိုလုပ်ပါတယ်လမ်းလျှောက်တဲ့အခါလှုပ်ရှားတဲ့အခါကြွက်သားတွေကရေမြုပ်တစ်ခုလိုညှစ်လိမ့်ပြန်ပွင့်လိုက်နဲ့ခြေထောက်ကတွေးတွေကိုနှလုံးအပေါ်ပိုင်းစီရောက်အောင်ပြန်ပြီးတွန့်တင်ပေးတာပါခြေသလုံးကတွေးတွေကိုပြန်ညှစ်တင်ပေးတာပေါ့တတေကုံထိုင်းနေမယ်ဆိုရင်အဲ့ဒီကြွက်သားတွေကမလှုပ်ရှားတဲ့အတွက်တွေးတွေကခန္ဓာကိုယ်အောက်ပိုင်းမှာပဲစုပုံနေပြီးအဲ့ဒီကတဆင့်တွေးခဲလေးတွေဖြစ်လာတတ်ပါတယ်အဲ့ဒီတွေးခဲလေးတွေကတွေးလှက်ပတ်မှုလမ်းကြောင်းတွေကနေအုံနောက်စီကိုရောက်သွားပြီးအသေးစားလေပြက်ခြင်းကိုဖြစ်ပေါ်စေတာပါဒါကြောင့်လမ်းလျှောက်တာတက်ကြီးရိုးတွေအတွက်ဟန်ချက်ထိန်လေ့ကျင့်ခန်းလေးတွေပုံမှန်လုပ်ပေးတာကတွေးလေပတ်မှုကိုကောင်းစေပြီးတွေးမခဲအောင်တားဆီးပေးပါတယ်တတိယအချက်ကတော့စိတ်ဖိစီးမှုတွေကိုထိရောက်စွာစီမံခန့်ခွဲခြင်းပါပဲစိတ်ဖိစီးမှုမြင့်မားလာတဲ့အခါခန္ဓာကိုယ်ကနေကော်တီဇုန်းနဲ့အဒရီနယ်လင်ဟော်မုန်းတွေအလွန်အကျွံထွက်လာတတ်ပါတယ်ဒီဟော်မုန်းတွေကတွေးကိုပိုပစ်စေပြီးတွေးပေါင်ခြင်းကိုရုတ်တရက်ထို့တက်စေတဲ့အတွက်လေဖြတ်နိုင်ကြီးကိုဓာတ်ရိုက်မြင့်မားလာစေတာပါရှင်အစပရင်ဆေးတောက်တဲ့လေအထကလည်းတော်တော်လေးကိုခစ်စားနေပါတယ်တွေးကျဲစေးအနေနဲ့တောက်ကြတာပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသတိထားစရာအရေးကြီးတဲ့သတိပေးချက်တစ်ခုကိုပြောပြပါမယ်အစပရင်ဟာတွေးကျဲစေတဲ့အာနိသင်ရှိတဲ့အတွက်ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့တွေးခဲပိတ်ဆို့ခြင်းကိုကြိုတင်ကာကွယ်ဖို့ပုံမှန်တောက်သုံးနိုင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးမသုံးရမယ့်အချက်တွေကလည်းလေဖြတ်နေစေအချိန်ပေါ့နော်Atis ကျုံမှာဆိုရင် aspirin ကိုလုံးဝမတိုက်တင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့လေဖြတ်တာဟာသွေးခဲပိတ်လို့လေဖြတ်တာလားဒါမှမဟုတ်သွေးကြောပေါက်လို့လေဖြတ်တာလားဆိုတော့ဆေးရုံရောက်လို့ CT scan မရိုက်ဖဲနဲ့ဆရာဝန်တော်မှမသိနိုင်ပါဘူး။အဲ့ဒါကြောင့်သွေးကြောပေါက်ပြီးလေဖြတ်နေတဲ့လူနာကိုအိမ်မှာတင်သွေးကျဲစေး aspirin ကိုစေတနာနဲ့တိုက်လိုက်မိရင်အုံနောက်ထဲမှာသွေးထွက်တာပိုဆိုးပြီးအသက်အန္တရာယ်ချက်ချင်းကျရောက်သွားနိုင်ပါတယ်။ဆေးရုံမရောက်ခင်ကိုယ်တဘောနဲ့ကိုဘာဆေးမှမတိုက်ဖို့အထူးသတိပြုရပါမယ်။ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြီးပြန်လည်သုံးသပ်အောင်အသေးစားလေဖြတ်ခြင်းဆိုတာယာယီပိတ်ဆို့မှုဖြစ်ပြီးကြီးမားတဲ့အန္တရာယ်တွေအတွက်သတိပေးခေါင်းလောင်းနှံဖြစ်ကြောင်းလေ့လာခဲ့ကြပါတယ်လက္ခဏာ၈ရက်အနေနဲ့ရုပ်ပိုင်းဆိုင်ရာထိန်းချုပ်မှုကင်းမဲ့သွားတာလေအမြင်အာရုံနဲ့ခံစားမှုပိုင်းဆိုင်ရာပြောင်းလဲတာတွေအာရုံစူးစိုက်နှံဆိုင်နဲပြီးရှုပ်ထွေးတွေဝေသွားတာတွေကိုတွေ့ရတာပါရေးပေါ်အခြေအနေကြုံလာရင်ချက်ချင်းစမ်းသပ်နိုင်ဖို့ FAST ဆိုတဲ့မျက်နှာလက်မောင်းစကားပြောအချိန်နည်းလမ်းကိုလည်းအမြဲတမ်းသတိရနေရပါမယ်နောက်တစ်ဖက်မှာလည်းနေ့စဉ်အာဟာရမျှတစွာစားတာလေ့ကျင့်ခန်းလုပ်ပြီးတွေးလှည့်ပတ်မှုကောင်းအောင်နေတာ
စိတ်ဖိစီးမှုရှော့ချတာတွေနဲ့ပုံမှန်ပြုပြင်ထိန်းသိမ်းမှုအလွန်လိုအပ်တယ်ဆိုတာပါပဲဒီအသိပညာတွေကိုလက်တွေ့သုံးချနိုင်မယ်ဆိုရင်မိသားစုဝင်တွေအရေးပေါ်အခြေအနေကြုံလာတဲ့အခါအသက်ကယ်တင်ခြင်းတွေဖြစ်မှာပါဒီနေ့အဆုံးသတ်မှာနောက်ထပ်စဉ်းစားစရာအတွေ့တစ်ခုခြံထားခြင်းပါတယ်ဆွေးနွေးမှုကိုအစပိုင်းမှာအတန်တိတ်လေးဖြတ်ခြင်းအကြောင်းပြောခဲ့တာမမေ့ကြဘူးထင်ပါတယ်အတန်တိတ်လေးဖြတ်တဲ့အခါအုံနောက်ရဲ့အစိတ်ပိုင်းတွေကထိကြိုက်သွားတဲ့နေရာတွေအတွက်အစားထိုးပြီးလက္ခဏာမပြပဲဆက်လက်ပြီးအလုတ်လုတ်ပေးနိုင်တာရှိပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါရှင်အုံနောက်ဆိုတာအကန့်အသတ်မရှိအစားထိုးပေးနိုင်တဲ့စက်ပစ္စည်းမဟုတ်ပါဘူးအကယ်၍အုံနောက်ကဆက်ပြီးဒီလိုအစားထိုးမလုံဆောင်ပေးနိုင်တော့ရင်တစ်နေ့ရောက်လာရင်ဘာဖြစ်သွားမလဲတွေးကြည့်ရင်ကြောက်စရာပါပဲတက်ကြီးရွယ်အိုတွေမှာတွေ့ရတတ်တဲ့အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့တငယ်ပြန်လာလို့ထင်းနေကြမယ်ဆိုရင်ဘလောက်ရာခိုင်နှုန်းကများမတိမတာနဲ့ဆယ်စုနှစ်ချီပြီးအကြိမ်ကြိမ်ခံစားရတဲ့အတန်တိတ်အသေးစားလေးဖြတ်ခြင်းတွေဖြစ်လာတယ်ဆိုတာမသိနိုင်ကြဘူးပေါ့ဒါလူသားတွေရဲ့အုံနောက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးကျမတို့အားလုံးဆက်လက်သတိထားစူးစမ်းတွေးတောရမယ်အလွန်အရေးကြီးတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်ရှင်နောက်ပိုင်းမှာညံစမ်းဖြေဆိုဖို့ပါထည့်ပေးထားပါတယ်ကွန်မန့်မှာအဖြေလေးတွေရေးပေးခဲ့ကြပါဦးကျေးဇူးတင်ပါတယ်ရှင်